ကဲမူရေးစေးဆိုတာမုံဝဲတယ်လို့လွယ်ကူနေတဲ့ဒီဘက်ခေတ်မှာစေးသမားတွေဟာတောင်လိုပုံနေပြီးအမှုတွေကလည်းနိုင်ငံနဲ့ချီများပြားလာပါတယ်ဒါပေမဲ့တင်မြင်နေရတဲ့ဖန်ဆီးမှုတွေကတကယ်ပဲတရားဥပဒေစိုးမိုးရေးအတွက်လားဒါမှမဟုတ်ငွေရပေါက်တစ်ခုလားအပြစ်မဲ့ဘဝမှာအမှန်လောကသားအဖြစ်တို့ဇက်လိုက်ကန်စုဟာတချိန်ကရိုးသားတဲ့ driver တဦးမှာဒါပေမဲ့ကန်ဂျမာကရက်ဆက်လွန်ခဲ့ပါတယ်တထေးဖြစ်သူရဲ့ရုပ်မှမှုကြောင့်မူရစေးမှုနဲ့ထောင်ထဲကိုမတရားရောက်ရှိသွားခဲ့ရတယ်ထောင်ထဲမှာနှိပ်စက်ခံရတဲ့ဘဝကနေထောင်ပါဝသွားတဲ့အချိန်မှာတော့သူ့ဘဝကိုပြောင်းလဲပေးမဲ့ရဲရရှိကိုကန်ဟီနဲ့ဆုံတွေ့ခဲ့ပါတယ်ကန်ဟီဟာယာဒူးတက်ချင်းနဲ့ရီမန်းချက်ကြီးဦးတူဖြစ်ပြီးကန်စုကိုထောင်သွင်းစပိုင် undercover အဖြစ်အသုံးချကအင်ချွန်းရဲ့မူရရာဇာတွေကိုဖမ်းဆီးနိုင်ခဲ့ပါတယ်ဒီလိုနဲ့သူတို့နှစ်ဦးဟာအလဲနဲ့အမောင်ပေါင်းကူးပေးတဲ့ညီအကိုတွေဖြစ်လာခဲ့ကြတယ်ကန်ဟီဟာယာဒူးတက်ချင်းတဲ့ရီမန်းချက်ကြီးသူဖြစ်ပြီးကန်စုကိုထောင်သွင်းစပိုင် undercover အဖြစ်အသုံးချကအင်ချွန်းနဲ့မူရရာဇာတွေကိုဖမ်းဆီးနိုင်ခဲ့ပါတယ်ဒီလိုနဲ့သူတို့နှစ်ဦးဟာအလင်းနဲ့အမောင်ပေါင်းကူးပေးတဲ့ညီအကိုတွေဖြစ်လာခဲ့ကြတယ်ကန်ဆူရဲ့တကယ့်အလောက်ကလူစားလဲပေးခြင်းပါငွေပေးနေတဲ့အကောင့်ကြီးတွေကိုလွတ်အောင်လုပ်ပေးပြီးအဲ့ဒီနေရာမှာတခြားသူတစ်ယောက်ကိုတက်တီအတူတွေနဲ့ထောင်ထဲထိုးထည့်လိုက်တာပါအကျိုးအမြတ်ကတော့ကန်ဆူကငွေရတယ်ကန်ဟီကတော့အမှုတွေဖော်ထုတ်နိုင်လို့နာမည်ကောင်းရတယ်ဒါပေမဲ့ဒီကစားကွင်းမှာစီကန်တစ်ခုရှိပါတယ်ဆေးကိုတော့ဘယ်တော့မှမတုံမိဖို့ပါပဲဇလန်ကအရှင်တက်လာတာကမင်းသမီးလေးစုချင်းနဲ့မူရဲ့အထူးစုံစမ်းရေးရဲ့အိုဆန်းချယ်တို့ပါဝင်လာတဲ့အချိန်မှာပါအိုဆန်းချယ်ဟာအကောင်ကြီးတွေကိုဆွဲထုတ်ဖို့ကြိုးစားရင်းခံစုတို့နဲ့လမ်းကြောင်းချင်းထင်လာပါတယ်ဒါပေမဲ့ယာထူးအာနော်မေမောတဲ့ကန်ဟီဟာနောက်ဆုံးမှာတော့သူ့ရဲ့လက်ယုံဖြစ်တဲ့ကန်စုကိုတစ္ဆာဖောက်ခဲ့ပါတယ်ကန်စုကိုဆေးအတင်းထိုးသွင်းပြီးခြေထောက်တွေကိုမိရှို့အိုဆန်းချယ်ကိုလည်းအမှုစိန်ဖမ်းဆီးခဲ့ပါတယ်အပြစ်မဲ့တဲ့စုချင်းနဲ့ကန်စုရဲ့လူဖို့ပိုင်တဲ့ချမ်းရတို့ဟာလည်းဒီညပက်တဲ့ဂိမ်းထဲမှာအသက်ပေးလိုက်ရတဲ့အထိအခြေအနေတွေဆိုးဝါးသွားခဲ့ပါတယ်။ဆေးဆွဲနေတဲ့ဘဝကနေသမဏိစိတ်ဓာတ်နဲ့ပြန်လာတဲ့ကန်ဆူဟာပိုစန်ချဲနဲ့ပူပေါင်းပြီးနောက်ဆုံးပွဲကိုပြင်ဆင်ပါတယ်။သူတို့ရဲ့ပြစ်မှတ်ကတော့သမတလောင်ရဲ့သားဂျွန်ဟွန်နာသစ္စာဖောက်ကန်ဟီပါပဲ။ပိုစန်ချဲကအဖမ်းခံရဟန်ဆောင်ပြီးကန်ဟီရဲ့မိချစ်ကိုအတန်ဖမ်းဆက်ပါတယ်မိချစ်နဲ့လဲလှယ်ခဲ့ပါလေ။လူအများရှိမှဂျွန်ဟွန်ရဲ့ဆေးသုံးနေတဲ့ဗီဒီယိုတွေပြန့်နှံ့သွားသလိုကန်ဟီရဲ့ရုပ်မာတဲ့စကားလုံးတွေဟာလည်းတိုက်ရိုက်ထုတ်လွှင့်မှု live ကသစင်တနိုင်ငံလုံးကိုပြန့်နှံ့သွားခဲ့ပါလေအမြင့်ရောက်လေပြုတ်ကြရင်နာကျင်လေပါပဲတံပဒလောင်းဟာအရှက်တကွဲနဲ့နှုတ်ထွက်သွားရသလိုကန်ဟီလည်းဘဝပြတ်သွားခဲ့ပါတယ်ကန်ဆူကတော့အမောင်ထဲကနေအလင်းကိုပြန်ရှာတွေ့ခဲ့ပါပြီမူရည်စေးဆိုတာတချိန်စမိတာနဲ့ဘဝဆုံးနိုင်တယ်လို့အာနာမဲ့မောမို့ကလည်းတင့်ကိုလူသက်သမားဖြစ်စေနိုင်ပါတယ်။စုံထောက်ကားတို့ရဲ့ထုံးစံအတိုင်းအကွက်ကြကြလက်စားချီမီတွေမထင်မှတ်ထားတဲ့ plot twist တွေနဲ့ပြည့်နှက်နေတဲ့ဒီဇလန်ကိုတင်ရောဘယ်လိုမြင်လဲ။